ကန်ဆိုတာနဲ့စေရီပူထိုးပေါင်းထောင်ချီရှိတဲ့တမိုင်းဝင်မြို့ဟောင်းကြီးကိုတတိယကြမှာပါဒါပေမဲ့ပကန်မှာအကြီးဆုံးဖျားကဘယ်ဖျားလဲဆိုတာသိပါသလားဒီနေ့ကျွန်တော်တို့ပြောပြမယ်ဖျားကတော့ပကန်မြို့ဟောင်းထဲမှာအရွယ်စားအကြီးဆုံးဖြစ်တဲ့ဓမ္မယန်ကြီးဖျားအကြောင်းပါတမိုင်းနောက်ခံဓမ္မယန်ကြီးဖျားကို12ရာစုခန့်တွင်ပကန်မင်းတစ်ပါးဖြစ်တဲ့နရတုမင်းကတည်ဆောက်ခဲ့ပါတယ်တမိုင်းစာအုပ်များနဲ့ဒန္တာရီပုံဖေများအရာနရတုမင်းဟာမိမိအဖြစ်များကိုကဲလဲလျော်ကြီးပေးလိုသည့်စိတ်ဖြင့်ဒီဖျားကိုအကြီးအကျယ်တည်ဆောက်ခဲ့တယ်လို့ဆိုကြပါတယ်တချို့ကလည်းဝစ်ကြွေးကြေဖို့တည်ခဲ့တယ်လို့ယုံကြည်ကြပါတယ်အရွယ်အစားနဲ့တည်ဆောက်ပုံပကံမှာအရွယ်အစားအကြီးဆုံးဖျားဖြစ်ပါတယ်အုတ်နံတွေကအလွန်ထူထဲပြီးခိုင်ခန့်ပါတယ်လူတွေကြားမှာအထူးနာမည်ကြီးတဲ့အချက်တစ်ခုကတော့အုတ်ချီပုံအလွန်ကျစ်လစ်ပြီးအုတ်ကြားတဲ့ကိုစီးလုံးတောင်မထည့်နိုင်ဘူးလို့ပြောကြပါတယ်ဒါကပကံခေတ်အင်ဂျင်နီယာပညာရဲ့အထွတ်အတိုက်လက်ရာတစ်ခုလည်းဖြစ်ပါတယ်ထူးခြားခြင်းများဓမ္မယန်ကြီးဖျားဟာအပြင်ဘက်ကကြီးမားထင်ရှားသလိုအတွင်းပိုင်းမှာလည်းခမ်းနာတဲ့လမ်းကြောင်းများနံရံထူထဲမှုများရှိပါတယ်ဒါပေမဲ့တိဆောက်မှုမပြီးဆုံးခင်နရတုမင်းတည်ဆုံးခဲ့တဲ့အတွက်အချို့နေရာများမှာမပြီးစီးသေးတဲ့အရေးအမြတ်တွေကိုမြင်နိုင်ပါတယ်ဒီအချက်ကြောင့်လည်းဓမ္မယန်ကြီးဖျားဟာပကံထဲမှာအလွန်အမြင့်စိတ်ဝင်စားကောင်းတဲ့ဖျားသစုထည့်နေပါတယ်အခြားဖျားများနဲ့နှိုင်းယှဉ်ခြင်းပကံမှာအမြင့်ဆုံးဖျားကတော့တပ်ပင်ညုဖျားဖြစ်ပါတယ်ဒါပေမဲ့အရွယ်အစားအကြီးဆုံးဆိုရင်တော့ဓမ္မယန်ကြီးဖျားကထိတ်ဆုံးမှာရက်တည်နေစေပါယနေ့အခြေအနေယနေ့ခေတ်မှာဓမ္မယန်ကြီးဖျားဟာပြည်တွင်းပြည်ပခရီးသွားများအထူးစိတ်ဝင်စားလေရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်နေရောင်အလင်းအောက်မှာကြီးမားထင်ရှားတဲ့အောက်နံရံတွေကိုကြည့်ရင်ပကံခေတ်မင်းများရဲ့အာနာယုံကြည်မှုနဲ့အလအပကိုခံစားနိုင်ပါတယ် Conclusion ပကံမှာအကြီးဆုံးဖျားကတော့ဓမ္မယန်ကြီးဖျားဖြစ်ပါတယ်ဒီဖျားဟာတမိုင်းဒန္တာရီပုံပြင်အင်ဂျင်နီယာပညာအားလုံးပေါင်းဆက်ထားတဲ့လက်ရာတစ်ခုဖြစ်ပါတယ်ပကံကိုတွားရောက်လဲပတ်ခွင့်ရရင်ဓမ္မယန်ကြီးဖျားကိုမဖြစ်မနေတွားရောက်ကြည့်ရှုဖို့အကြံပြုလိုပါတယ်ဒီလိုသမိုင်းဝင်နေရာများအကြောင်းဆက်လက်သိရှိခြင်းရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်